ဩကာသဩကာသဩကာသကာယကံဝစီကံမနောကံသဗ္ဗတောတကသိသောပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်အုပ်ကို၍ရှိကိုပူသောဖူးမြော်မှန်လျော့ကြောပါ၏ရှင်ဖျားဤသို့ကြောရသောကုသိုလ်ကံစေရနာတို့ကြောင့်အပေလေးပါးကသုံးပါးရပြည့်ရှင်းပါးရန်သူမျိုး၅ပါးဝိပတ္တိတရား၄ပါးပြတနာတရား၅ပါးတို့မှာသာခသိင်ကင်းလွင်ငြိမ်သီးတာဖြစ်၍မတရားဘုတရားနိဗ္ဗာန်တရားတော်မြတ်ကိုလင်းမြန်စွာရပါလို့ဤရှင်ဘုရားဩကာသဘုရားရှင်ကိုရွတ်ဖတ်ပူဇော်ပြီးသည့်နောက်မှာနမောတတသုံးခြင်းကိုဆက်လက်ပြီးတော့ရွတ်ဖတ်ပူဇော်ကြရပါမည်နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတသုံးခြင်းရွတ်ဖတ်ပူဇော်ပြီးသည့်နောက်